အားလုံးသောခုနှစ်သားသမီးသူတော်ကောင်းအပေါင်းတို့မင်္ဂလာပါခင်ဗျာဆရာထွန်းထွန်းလင်းပါပြမနာပုံနာလူမျိုးပုံနတော်ပညာရှင်ဘေဒင်လက္ခဏာအကြာအမြင်ဟောပေးပါတယ်မိတ်ဆွေတို့ဤကံကြမ္မာကောင်းခြင်းဆိုခြင်းများကိုဆရာထံလာမေးနိုင်ပါတယ်စီဝါရေးလူမှုရေးအိမ်ထောင်ရေးကျမ်းမာရေးမိမိလိုအပ်တဲ့ကိစ္စများကိုမေးပြီးနောက်ပိုင်းတိုင်မင်နာဆွေးနွေးပေးတာမိမိအတွက်လိုအပ်ချက်များကိုရတရားတိုင်းရိုက်ဓာတ်ဆင့်တိတိကျကျဆောင်ရွက်ပေးပြီးမေတော်ကိုဘဓာကြီးကိုဘဝိဇ္ဇအပေါင်းတို့နဲ့တိုင်တယ်ပြီးမှကောင်းကောင်းအကြံပြုဆောင်ရှောက်ပေးပါတယ်မဲချင်းသူများအားလုံးလာနိုင်ပါတယ်ခင်ဗျာဆရာထွန်းထွန်းလင်းဖြစ်ပါတယ်